social media တွေလည်းမသုံးဖြစ်ဘူးပေါ့နော်တိမ်မသုံးဖြစ်ဘူး Facebook ဆိုရင်လုံးလုံးမသုံးတာတော့ကြာပြီ TikTok ဆိုရင်တော့လွန်ခဲ့တဲ့3လလောက်ကတော့သုံးဖြစ်သေးတယ်နောက်ပိုင်းကြည့်ရုံပေါ့နော်အခုဆိုရင်လုံးဝတော့မကြည့်ပြဘူးပေါ့နော်ဒါပေမဲ့စိတ်ကူးတစ်ခုရတယ်ဘာပြောလဲဘဝမှာအမှတ်တရပေါ့နော်နောက်ပြီးတော့ကြတော့မြန်မာနိုင်ငံသားတယောက်အနေနဲ့ဘယ်ချိန်မှဟိုဘယ်လိုပြောမလဲအသက်ဘာအကြောင်းအရာနဲ့ဖြစ်ပြီးတော့ဘာဖြစ်မလဲဆိုတော့မသိနေတဲ့အချိန်မှာအမှတ်တရလေးတစ်ခုပေါ့နော်ဖြစ်ချင်လို့ကျမသိတော့ကျမအကြောင်းဆိုတော့ခေါင်းစဉ်နဲ့ဗီဒီယိုရိုက်ပြီးတော့တင်မယ်ပေါ့နော်အမှတ်တရပေါ့ကိုကြည့်ချင်လဲကြည့်မယ်ပေါ့စိတ်ဝင်စားရလူလဲကြည့်ပေါ့စိတ်ဝင်စားရလူလဲကြောသွားပေါ့နော်လို့စိတ်ကူးရပြီးတော့ဒီဗီဒီယိုရိုက်ဖြစ်ပါတယ်ဘာလို့ကျမသိတော့ကျမအကြောင်းလို့ခေါင်းစဉ်ပေးလဲဆိုတော့လူတွေကကိုကတော့ရည်ရွယ်ချက်တစ်မျိုးနဲ့လုပ်ကြတာပဲဒါပေမဲ့မြင်သွားတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကမြင်တာအမျိုးမျိုးရှိနိုင်တယ်လေဒါကတော့ကိုလည်းသူများကိုဒီလိုပဲကိုကကောင်းဖို့ရည်ရွယ်ပြီးလုပ်ခဲ့ရဆိုရင်မဲ့ဟိုမကောင်းဘူးလို့မြင်သွားရလဲရှိနိုင်တယ်ဒါမကောင်းမှုရည်ပြီးလုပ်နိုင်မယ်ကိုယ်တိုင်ကလည်းအမှားယွင်းအသေးတစ်ခုလေးတွေဖြစ်သွားတာမျိုးလည်းရှိနိုင်တယ်အခါမှာခံစားရတဲ့လူကကိုမကောင်းလို့မြင်တာလည်းရှိနိုင်တယ်ပေါ့နော်ကိုကကောင်းဖို့အတွက်တော့ရွေးလုပ်ခဲ့တာပဲဒါမှအဆင်မပြေတာပေါ့နော်တကယ်လို့ကိုကတော့ပြီးရောပေါ့တန်ပဲလုပ်ခဲ့ပြင်မဲ့သူများအတွက်တော့ကျေးဇူးတင်နေတာဖြစ်သွားတာမျိုးလည်းရှိရခါမှာသူ့ဘဝတစ်သက်လုံးအတွက်ကျေးဇူးတင်လိုက်တာကောင်းလိုက်တာတော်လိုက်တာမြင်သွားတာမျိုးလည်းရှိနိုင်တယ်ပေါ့နော်အဲဒါကြောင့်ခုပြောပြရဲဆိုတာကကိုမြင်တဲ့ကိုအကြောင်းကိုပဲပြောတာပါကိုသူများမြင်တဲ့အမြင်ကိုပြောချင်တာမဟုတ်ပါဘူးကိုမြင်တဲ့ကိုအကြောင်းကသူများမြင်တဲ့အကြောင်းနဲ့လည်းသူကျမတူမယ်ဆိုတော့သဘောမျိုးပါအားကြောင့်မှတ်တရအနေနဲ့ကျမတည်တော့ကျမအကြောင်းဆိုတဲ့ဗီဒီယိုလေးရိုက်မယ်ကိုကြောင့်ကိုပြောမယ်မှတ်တရပါနော်ဒါဆိုတော့အခုဆိုရင်အသက်ဆိုပဲ43နှစ်ထဲကိုရောက်လာပြီဆိုတော့လေအသက်ဆိုတာကဘယ်ချိန်ဘာဖြစ်မှမသိတာအမှတ်တရအနေနဲ့ပေါ့နော်အဲ့တော့ကျမနာမည်ကအေးအီအောင်ပါကျမအဖေနာမည်ကဦးရှမ်းမောင်တောင်ပါအမေကအတော်ရင်းနိုင်ပါအဖေကတော့ဘာလို့ရှမ်းမောင်တောင်လို့ခေါ်လဲဆိုတော့အဖေတို့ဆယ်မြောင်းလောကမှာတောင်းနေရများတော့အဖေကရှမ်းဖြစ်တဲ့အတွက်ဦးရှမ်းမောင်တောင်လို့ခေါ်တာပါအဖေရဲ့ဇာတိကတော့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာစံကြီးမြို့နယ်ရှမ်းစုရပ်ကွက်ကပေါ့နော်အဲ့မှာရှမ်းနေကြတဲ့ချက်ကွက်ပေါ့နော်နောက်ပြီးတော့လိမ္မော်ချန်ဆိုတာလည်းရှိရဲလိမ္မော်ချန်မှာသူတို့ကခြံနေပိုင်းပြီးတော့နောက်ပညာရေးပိုင်းအတွက်ကြောင့်ဒီမြို့ပေါ်တက်လာပြီးရှမ်းစုရပ်ကွက်ဆိုပြီးနေကြတာပေါ့နော်အဖေကတော့တာမန်ဝန်ထမ်းမှာပဲ10မြောင်းမှာအဖေကသူဆုံးသွားတဲ့အချိန်ကျမတို့မွေးကြတဲ့ဆုံးသွားတဲ့အချိန်ဒီပြည်မျိုးစမှုတိုင်းတုံးစမှုလို့ရစင်ခါဝေးမှာစမှုကျန်ကျင်3ရာလူနဲ့အလုပ်လုပ်ခဲ့ပါတယ်အဖေကရရှိမဟုတ်ပါဘူးအမေအဖေကစပင်နေပညာမှာတော့တော်တော်လေးတော်ပါတယ်တော်တော်လေးတော်တယ်တေးဘယ်လိုပြောမလဲသူ့ရဲ့တေးကန်ဒီအချိန်ထိပညာတစ်ခုကိုအမြဲလိုက်စားနေလို့ပြောလို့ရအဖေကအမြဲတမ်းလေ့လာနေတဲ့လူမျိုးပါအဖေမမီတဲ့အချက်ကအဲ့ဒါပဲအပြင်းတဲ့ကိုရီးယားလေသိလားအဖေကအမြဲတမ်းလေ့လာနေတယ်နောက်မှအဖေကြောင်ဆက်ဆက်ပြောပြမှာနော်အမေကတော့ရမဲတင်းမျိုးဇီပြုကန်ရွာဘက်ကပါမန္တလေးတိုင်းဘက်ပေါ့နော်အဘက်ကပါကျမကတော့16ရက်5လ1982မှာပြည်မျိုးစေယုံကြီးအောင်မွေးပါတယ်စေယုံကြီးဆိုတာအခုတော့တိုင်းယုံပေါ့နော်တိုင်းယုံနေရာမှာမွေးခဲ့ပါတယ်ကျမအရန်လှလှပပနဲ့ချစ်စရာကောင်းတဲ့မိန်းကလေးတောက်ဖြစ်ဖိနေမိကမွေးဖွားပြီးခဲ့ပါတယ်